ဟန်အနေနဲ့အခုမှပြန် train ရင်လည်းသူအနေနဲ့ confidence ပို့ပြီးတော့မရှိတော့တော့ထင်တာပဲကိုထင်တော့ဒီ fan ဒီအောင်မှတော်တော်တစ်လဲနေတာဆိုလေ Golden Fighter ကြီးမလိုဘူး bro အဓိကလိုတာတင်းဖောင်မယ်တင်းဖောင်ပြီးရင်ဂျန်ဂလာကြီးကပို့ပြီးအားထုတ်ရမယ်နော်ဒီအဓိကတင်းဖောင်မယ် bro နော်ဒီ drop pick ကကိုအတွက်ကတော့အဲ့လောက်ကြီးပြဿနာမရှိဘူးတင်တာပဲ drop pick ရတော့နော်ဒီဘာလို့လဲဆိုတော့ Golden Fighter ဆိုတာဒီ CC တွေ Freya တွေကဆော့တတ်တာသူတို့ဆော့တတ်တယ်ဒါပေမဲ့ဟန်ကိုသူတို့ carry ပေးမဆော့ရဘူးဖြစ်နေတာသိမလားနော် Golden Fighter ဆော့ရဆိုတဲ့အသိပဲဟာအဲ့ carry ဆော့ရမှာအဲ့ချိန်မှာသူတို့က objective ကိုအရန်ဒီ objective ဂျန်ဂလာကိုအရန်အားတာနေရောနော်အခုမှအားတာနေတော့ဒီ objective ဂျန်ဂလာကိုပဲသူတို့ဆော့ဖို့ရွေးချယ်နေတာအဲ့တော့ဟန်အနေနဲ့အခုမှပြန် train ရင်လည်းသူအနေနဲ့ confidence ပို့ပြီးတော့မရှိတော့တော့ထင်တာပဲကိုထင်တော့ဒီ fan ဒီအောင်မှတော်တော်တစ်လဲနေတာဆိုလေအဲ့သူအနေနဲ့တင်းမောင်ကောင်းလေးဆော့ခြင်းဘာရှာပတ်ဒရင်နောက်ဆုံးတန်းကြလာပါရှိဦးမလဲဘာရှာပတ်ဒရင်လောက်ပဲရှိမှတင်နေအခုကဆော့စရာအဲ့လောက်ပဲရတာမှာအဲ့လောက်ပဲဆော့မှာခုနရူရာဆော့သွားသလိုပဲသိမလားရူရာဖလက်ပင်းဆော့သွားသလိုပဲဒီမွန်ကိုင်းကအဲ့လိုပဲဆော့သွားတာဟုတ်သူ join ဆော့တယ် join ကတော့တော်တော်ရှင်းတယ်ဒါပေမဲ့ရှေ့မှာဘာရှာလို့ဘာလို့ဆော့တယ်အဲ့မျိုးပဲဆော့ရမှာပဲပြည့်ဒီကတော့လိုတယ်ဆိုတာကြောင့်အကုန်လုံးလိုတာပဲလေဒီကြုံဒီရူရာတူရကီဆော့သွားတယ်တင်းဖောင်ဘယ်လောက်ကောင်းလဲကျွတ်စင်လောဝါတွေကလုံးဝဒီဘယ်လိုပြောခံစားပွဲကြည့်ရအောင်ဖီးရှိနေတယ်ဟိုလှုပ်တဲ့အကွက်လေးတွေကြည့်ရသတ်လာတွေကမြားနဲ့လာပစ်တယ်နော်နောက်ဆုံးဒီရိုဆာနောက်ကပတ်တီးတယ်ချီအောင်ဒီဝိုင်းကြီးနဲ့ဒီဝန်နိုင်စာဆိုရင်တော့နော်ဒီဝန်နိုင်စာဆိုရင်တော့ကိုထင်တာတော့လွယ်ရပါဘူးနော်တို့ဒီတော့ကောက်လို့တတ်နိုင်တယ်ဆိုရင်တော့ပဲဖြစ်တော့မှာပလင်လေးကတော့ကောင်းချပါတယ်ပလင်လေးကတော့ဒါပေမဲ့တို့ပလင်ဆိုင်နဲ့ကိုထင်တာတော့လေအဲ့ဂျီတန်းချင်းကဘန်းရမှာပဲမဘန်းရင်ယူရမှာတို့ပလင်ဆိုင်နဲ့ကတည်မှာတို့ပလင်ဆိုင်ရင်ဘလင်ရကွာဒီလောက်ဒီလိုမျိုး flanking တွေဆော့ပါတယ်ဆိုမှဒီဂျီတန်းချင်းပဲဆော့ထိုးပေးနေမှာတော့ဘယ်လို flank မှာတော့ဟာချိန်တိုင်းဟိုနေကဂျီတန်းချင်းအဒီနဲ့တီးသွားအောင်ဒီကအဖေကတော့ဂျီတန်းချင်းလို့ထင်တာပဲကိုတော့ဟိုကရိုင်းလည်းဘိန်းလို့မရဘူးပြေနော်ဘာလို့လဲဆိုတော့ဒီဘတ်သူဘေးသေးပြန်ပြသွားမှလည်းကြောက်ရတယ်နော်သူ့မှာ HP မရှိဘူးပြေ HP မရှိတဲ့အချိန်မှာဓာတ်လိုမျိုးသူလုံရဲစရဲ့ပုံစံလဲသူ့မှာပေါ်မနေဘူးဗျာအဓိကအဲ့ဒါပဲဓာတ်ဆိုရင်ကွာဒီကောင်အတ္တတာငယ်တာဒီကောင်ကိုကြည့်လိုက်ရင်လုံရဲစရဲ့ပုံစံဆိုတာပေါ်နေတယ်သိမလားနော်ဒီဂိမ်းဆော့တာရောဒီအပြင်ကသူ့ရဲ့စိတ်ဓာတ်အရာကိုကြည့်သလောက်ပေါ့နော်ခံစားရဟန်ဆိုတော့ဟန်ဆိုတာကြတော့နည်းနည်းလေးပြောညင်တယ်လို့ခံစားရတယ်နော်သူ့ရဲ့ရုပ်ရည်နဲ့ဒီ play style ကိုကြည့်ရအောင်ကိုတော့အဲ့တက်မဲ့ဖြတ်မဲ့ဆိုရဲကောင်လေးကမှရမှာနော်အဲ့လိုမျိုးကောင်လေးကမှ HP မလို့မှာဒီလိုမျိုးနုညံ့ကောင်လေးကြာနည်းနည်း HP လေးတော့ပေးရမယ်ဒီကလောက်ယူရင်ဒီဟိုဘက်က fighter ကိုလင်းဆော့မှာပဲအဲ့လိုမျိုးချိန်မှာရီဆိုင်ချင်းမှာထပ်ပေးရတော့ဟိုဘက်ကအရန်ကွန်ဖော့ဖြစ်တာပေါ့ဒီကလောက်ကြီးကိုလိုချင်တော့ရီဆိုင်ချင်းလေးဘန်းလိုက်တာတော့ပိုကောင်းမှထင်တာပဲကိုတော့ရီဆိုင်ချင်းလေးကိုကိုကလည်းမဆော့ဘူးဆိုရင်ရီဆိုင်ချင်းဘန်းလိုက်ပြီးသွားပြီအေးစေးပဲဘလင်းဒီနာတစ်ကထိုင်းရမှာပဲဟန်ကနည်းနည်းလေးအဆင်ပြေဖြစ်နေတဲ့အချိန်မှာဟန်မှာ performance ထောက်ရအောင်နော်ပြောကြအောင်မျိုးတော့ဟန်ကအဲ့ပွဲတွေကဟိုဆရာကြီးတို့ကျွန်တော်တို့ဆိုရင်တိကျပြောပါတယ်နော်ဟန်ရဲ့ fan တွေကperformance မထွက်ခဲ့ဘူးအဲ့ပွဲမှာဆိုလဲတော့ဆရာကြီးဆိုတော်တော်ပြောတာအဲ့တော့သူ့လည်းဆဲကြတာပဲနော်ကျိုးနှချောင်းလည်းဆွဲတယ်အဲ့ဒီတော့မပိုင်းဘူးဘာညာသူ့အောင်နော်ဘရိုဒီပွဲမှာမြင်မှာပါသူလိုရချက်ကတကယ်ရှိတာပဲအဲ့